တရားမဝင်ကုန်သွယ်မှုတိုက်ဖြတ်ရေးဦးဆောင်ကော်မတီရဲ့ကြီးကြပ်ကွပ်ကဲမှုဖြင့်တရားမဝင်ကုန်သွယ်မှုတွေကိုဥပဒေနှင့်အညီထိရောက်စွာတားဆီးအရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိရာအကောက်ခွန်ဦးစီးဌာနရဲ့စီမံခန့်ခွဲမှုဖြင့်တာဝန်ကျပူးပေါင်းအဖွဲ့များကစစ်ဆေးမှုများဆောင်ရွက်ခဲ့ရာမေလ16ရက်နေ့မှာအေရှာဝတ်စိတ်ကမ်းမှာ၎င်းရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ၎င်းမေလ18ရက်နေ့မှာအမှတ်2လမ်းမကြီးစီးပွားရေးတက္ကသိုလ်အနီးမှာ၎င်းရန်ကုန်မန္တလေးလမ်းဟောင်းအင်းတကောတာဆွန်အနီးမတ်စီဆိုင်အရှိမှာ၎င်းကရင်ပြည်နယ်ရဲသားယာယီရင်စစ်ကွင်းမှာ၎င်းတရနိုင်တိုင်းဒေသကြီးကော့တောင်းမြို့အေးရိပ်ငိန်ရက်ကွက်ဦးအောင်စရာ9လမ်းရှိကမ်းနားစိတ်ကမ်းအနီးမှာ၎င်းစကိုင်းတိုင်းဒေသကြီးမုံရွာမြို့စက်မှုဆောင်ရက်ကွက်အနီးမှာ၎င်းစကိုင်းမြို့နယ်ကန္တလူပူပေါင်းစစ်ဆေးရေးဂိတ်မှာ၎င်းပဲခူးတိုင်းဒေသကြီးတာယာဝတီခရိုင်တွင်းမှာ၎င်းတရားမဝင်တင်မျိုးစုံဝိုင်စင်တိုင်းစိန်လုပ်ငန်းသုံးပစ္စည်းများလူသုံးကုန်ပစ္စည်းများလိုင်စင်မဲ့မော်တော်ယာဉ်နဲ့တရားမဝင်ကုန်ပစ္စည်းတင်မော်တော်ယာဉ်များဖမ်းဆီးရမိခဲ့ရာဖမ်းဆီးရမိမှုစုစုပေါင်းမှာအမှုတွေ15မှုခံမှန်းတန်မုံငွေချက်ကတော့3,600ကျော်ဖြစ်ကြောင်းတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှသိရှိရပါတယ်ရှင်။